မင်္ဂလာပါရှင်ဒီနေ့တော့ကျမအိမ်မှာပေါ့နော်ပဲကိုဘူးဒီနဲ့ခင်းချင်ဒီအနစ်များများလုပ်ပြီးမှာပေါ့နော်တတိချာလေးပြစ်ပြစ်နစ်နစ်လေးချက်စားဖြစ်တာနဲ့ချက်နီးလေးကိုလာပြီးမြောက်ပေးရဖြစ်ပါတယ်ဒီပဲရဆိုရင်တော့အသားတက်အမြင်တက်တွေကျွဲသွားပြီးမှကျမရဲ့အတွက်လည်းအရန်ကောင်းမွန်တဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်သူ့ကိုလုပ်ဖို့အတွက်ဆိုရင်တော့အရင်ဆုံးဒီပဲတစ်ထုပ်ကိုပေါ့နော်ကျမကအရင်ဆုံးရေစေးရေတိချာတန့်စင်ပြီးမှရေစိမ်ထားတဲ့တညလုံးပေါ့နော်ပြီးလို့ရှိရင်တော့ဒါကတော့နောက်ရက်မနေ့ရလာတဲ့အနေထားပေါ့နော်သူ့ကိုလေမြန်မာလိုဘလို့ခေါ်လဲတော့ကျမမသိဘူးကျမတို့ကတော့ခါလို့တော့ဘူရီဒါလို့ခေါ်တယ်ပေါ့နော်ကျမတို့သူ့ထဲကိုထည့်ဖို့အတွက်မဆလာလေးတွေအရင်ဆက်ပြီးလော်မယ်ပေါ့နော်သူ့ထဲတော့ကျမစမုံစပါးစိတ်ပြီးလို့ရှိရင်မုံညင်းစီပြီးလို့ရှိရင်နန်းနန်းပင်စိတ်ဇီရာစိတ်ငရုတ်ကောင်းစိတ်နဲ့ဒီဟာဘာရွက်ခေါ်မလဲတေချာတာသူပြင်းတော့တင်ရွက်တော့မဟုတ်ဘူးမဆလာရွက်ပဲခေါ်မှထင်တယ်နော်ဒီလိုလေးအကုန်လုံးပေါက်ပေါက်ဖြစ်လာပြီဆိုရပြီပေါ့နော်သူ့ကိုအေးခံထားတော့ကျမတို့အစာပလက်ပြင်မယ်ကျက်သွန်ဖြူကျက်သွန်နေချင်းခင်းချင်ဒီကတော့ကျမဒီတပူလုံးသုံးပါတယ်ပြင်ဘူးဒီနှလုံးပေါ့နော်ပြီးလို့ရှိရင်တော့ကျက်သွန်ဖြူကျက်သွန်နေချင်းအကုန်လုံးကျမတို့ကြိတ်ထားလိုက်မယ်ကြိတ်ဆက်ထဲပြီးလို့ရှိရင်ဘူးဒီကိုကျမအခုမနွားပဲနဲ့ဗီဒီယိုထဲမှာပြထားတဲ့ site အနေထားလေးအကုန်လုံးလိလိုက်တယ်ပေါ့နော်ပြီးရင်တော့ကျမ pressure cooker ထဲမှာပဲထည့်ပြီးချက်မှာမို့လို့ကျက်သွန်ဖြူကျက်သွန်နေချင်းကြိတ်ထားတာအရင်ဆုံးစီတက်လိုက်ပါတယ်စီတက်တဲ့အချိန်မှာလေဒီမှာကအယောင်တင်ပေါ့နော်ငရုတ်တီးအဆက်စားနိုင်ထဲပေါ့နော်ကျမကတော့အဆက်တွေအရင်ကြီးမစားနိုင်တာမို့လို့စနွင်းကိုပဲထည့်ထားပါတယ်ပုံမှန်ဆိုလို့ရှိရင်မဆလာကိုလည်းလေကျမဘူးထဲကအတက်မဲ့ထည့်တယ်ပေါ့နော်ဒါပေမဲ့အခုကအိမ်မှာအားလုံးကုန်နေတာမို့လို့ကိုယ်တိုင်ပဲဆက်ပြီးမှကြိတ်ပြီးထည့်လိုက်တယ်ပေါ့နော်ပြီးရင်တော့ခုနကကြိတ်ထားတဲ့ခင်းချင်ကြီးတပူးလုံးကိုကျမဒီအိုးထဲမှာချက်သွန်ပြချက်သွန်လေးနည်းနည်းနွမ်းသွားရဆိုတော့ထည့်ပြီးမှစီတခြားတက်ပြီးရပေါ့နော်ပြီးပြီဆိုရင်တော့ကျမအစင်တင်နီးထားတဲ့ဘူးဒီနှလုံးကိုထည့်လိုက်တယ်ပေါ့နော်စားထည့်ပြီးလို့ရှိရင်ခုနကကြိတ်စုံကျင်းကြီးကိုထည့်လိုက်တယ်ပေါ့နော်ဘူးဒီတွေကလည်းရေတွေအများကြီးပြန်ထွက်အောင်မှာမလို့ရေကတော့အများကြီးထည့်ဖို့မလိုပါဘူးပြီးရင်တော့အထောက်တေချာနာအောင်မွေပြီးပြီဆိုရင်တော့ pressure cooker ထဲထည့်ပြီးမှပေါ့နော်အများကြီးအကြာကြီးချက်စရာမလိုခဏပဲချက်လိုက်ရပါပြီနော်အဓိကတော့ဘူးဒီကိုလေအသုံးပုံစံမပြတ်ပဲနဲ့နွမ်းသွားတာမျိုးကျမလိုချင်တာပျော့ရဲနေတာပေါ့နော်ဒါပေမဲ့သူအသုံးပုံစံပြတ်တာကိုလည်းမလိုချင်လို့ကျမ pressure cooker ထဲထည့်တာပါရိုးအိုးနဲ့ချင်အရန်ကြာတာမို့ပေါ့နော်ကဲဒါဆိုရင်တော့ကျမတို့ပဲပြုတ်ထားတဲ့အိုးထဲကိုပေါ့နော်ကျမတို့ဒီခုနဘူးဒီချက်ထဲကိုရောထည့်လိုက်ရုံပဲပေါ့နော်ပဲပြုတ်တာကိုတော့ကျွန်မ pressure cooker နဲ့ပဲကြိုပြုတ်ထားတာပါအဲ့ဒီ pressure cooker ထဲမှာအကုန်လုံးမဆန့်တာမလို့ဒီအိုးကြီးထဲမှာပဲကျွန်မအားလုံးရောပြီးအခုတခြားအစာပလာနန့်အောင်လှုပ်လိုက်တယ်ပေါ့နော်အထက်အောင်နန့်အောင်လှုပ်ပြီးလို့ရှိရင်တော့မဆလာထည့်ရရှင်ဒါတော့ဇီရာမုန့်လေးထည့်ရပေါ့နော်ဇီရာမုန့်ရဲ့ခုနရောထားတဲ့မဆလာအကုန်လုံးကြိတ်ပြီးမှထည့်တယ်စားထည့်တယ်ဒီလောက်ပဲပေါ့နော်ကျွန်မထည့်တဲ့အစာပလာတွေကတော့ဒီလိုလေးမဆလာတွေကိုကိုယ်တိုင်အိမ်မှာကြိတ်ပြီးထည့်ထားတော့အရန်လက်ဆက်လို့လားမသိဘူးအနံ့ကတော့အရန်တင်းတယ်ပေါ့နော်မဆလာကြိုက်တဲ့လူတွေတော့အရန်စားကောင်းပါတယ်မဆလာမကြိုက်တဲ့လူတွေတော့ခံနိုင်မယ်မထင်ဘူးပေါ့နော်အနံ့စူးလို့ပြီးရင်တော့ကျမတို့အဖုံးအုပ်ပြီး9မိနစ်လောက်ထားလိုက်တယ်ဆိုရင်လည်းရပါပြီကျမကတော့အဖုံးမှာအိုးကအရန်ပြည့်သွားလို့ရှာလာလို့အဖုံးခဏဖွင့်ထားလိုက်တယ်ပေါ့နော်ဒီအနေထားဆိုရင်တော့ကျမရဲ့ဒီပဲနဲ့ဘူးဒီကအရန်ကိုစားလို့ကောင်းပြီးမှာပေါ့နော်အရသာရှိနေပါပြီဒါဆိုရင်တော့ကျမထမင်းပွဲလေးလည်းပြင်ပြပါမယ်ထမင်းပေါ်မှာဒီပဲနဲ့ဘူးဒီလေးကိုထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျမဒီနေ့တော့ကျမအတုပ်ကလေးကိုတုပ်ထားတယ်အဲ့ဒီအတုပ်ကတော့ခါတိုင်းတုပ်နေလို့နန့်ကတ်ယူယူပဲမဟုတ်ပဲနဲ့ဂေါ်ရခါစတိုင်စီချက်တက်ပြီးမှချက်ထားတာပေါ့နော်တုပ်ထားတဲ့အတုပ်ပေါ့နော်ဒီတုပ်ကိုလည်းအလုံနီလေးနောက်ရဲတိကျတင်ပေးပါမယ်ဒီဗီဒီယိုထဲမှာဗီဒီယိုအရင်ရှေ့နေပြီမို့လို့မထည့်ရခြင်းဖြစ်ပါတယ်ကဲအမြင်လေးနဲ့စားကြပါအောင်လို့ဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူး